Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့အုံသီးကိတ်လေးလုပ်ပြမယ်နော်ဒါကယောဂတပူးထည့်တာပြီးလို့ချင်းကြက်ဥနှလုံးဖောက်ထည့်ပါမယ်ပြီးရတော့စီတပူးပြီးရင်တကြားပါမယ်အုံသီးဒါကတော့အုံသီးအမှုန့်လေးတွေပေါ့နော်ဒီမှာဟိုကအုံသီးအမှုန့်ကို6လောက်ပြီးတော့အဲ့လိုမျိုးရှိတယ်ဒါကတကြားဒါအကုန်လုံးမှွေလိုက်တဲ့အနေဒါပေါ့ဒါအနက်ထည့်တာဗနီလာလို့ခေါ်တဲ့အနက်ထည့်တာနည်းနည်းလေးထည့်မယ်ထည့်ပြီးလို့ရှိရင်တော့ baking powder ထည့်မယ်မုံဖောက်တဲ့ powder ပေါ့နော်ဆိုတာလို့ခေါ်မလားဘယ်လိုခေါ်မလဲပြောတတ်ဘူးပြီးလို့ရှိရင်တော့မြန်မာနိုင်ငံမှာဆိုဘိန်းမုံဖောက်တဲ့နေရာမှာသုံးတဲ့အစီလေးတွေလေမြန်မာလိုမခေါ်တတ်ဘူးအဲ့ဒါလေးတွေတစ်ခွက်ထည့်မယ်အကုန်လုံးကအဲ့ယောဂက်ခွက်နဲ့ပဲတိုင်းသွားတာတကြားဆိုလေးတစ်ခွက်စီဆိုလေးတစ်ခွက်ပြီးလို့ရှိရင်အုံသီးအကုန်လုံးပေါ့နော်ဒါကတော့